လိုင်းပေါ်မှာအသစ်ဆန်းတွေးပြီးဆိုတာနဲ့ကိုယ်တိုင်လည်းလက်စွမ်းပြပြီးကြည့်နေတဲ့သူတွေပါလက်လွတ်စားလို့ရအောင်တင်ပေးချင်တာဒီနေ့ကတကြံအတွင်းအိမ်မှာလှုပ်ရှားလို့ရမယ်ဝက်ဥစုံမာလာခောက်ဆွဲပြုတ်နဲ့အသီးကော့သေးအပြင်စိတ်လက်ဖက်ထောင်းလေးပါစီစဉ်ပြီးဘော်ရိုင်းနဲ့တူတူစားမှာပဲဖြစ်ပါတယ်ဟာအားတော့ငါးကောင်နေဒီနေ့ရောပါလဲထုံးတယ်နဲ့တောက်ကိုစားဖို့ပေါ့ကွာဟာပိုင်လိုက်တာမင်းအနေထားကိုကြည့်လာနော်ရွှေဖားပဲရောက်မင်းပြင်ဆင်လိုက်တော့လေမင်းတို့တိုက်တာဆိုတော့ငါပြင်ဆင်ရမှာပေါ့နင်တို့ကူပေးအောင်နော်ဝင်းမယ်ပေးပါပေါ့အိမ်မှာရှိတဲ့ဝက်ကလေးစားလေးတွေကိုအညှိချွဲတန်းစင်အောင်လို့စံမှုတ်ရှာလကာရဲတို့နဲ့ဆေးကြောပါမယ်။ဦးရေဆိုရင်တော့အတွင်းပြင်ထုတ်ပြီးတော့ရေနိုင်နိုင်နဲ့အကြိမ်ကြိမ်တန်းစင်အောင်တေချာလေးပုတ်ပြီးတော့ဆေးပေးပါနော်။ပြီးရင်တော့ဂျင်းကြက်သွန်ပြူကြက်သွန်မိတ်နန်းနန်းမင်းအမြင့်တို့နဲ့ပြုတ်ထားလိုက်ပါမယ်။ဦးရေနူးလာပြီးဆိုရင်တော့ရေစစ်ပြီးတော့လှီးထားလိုက်ပါမယ်။မာလာဟင်းအတွက်အိုးရဲစီထည့်ပြီးထောပတ်တော်မှထည့်ပါမယ်။စီပူလာပြီးဆိုရင်တော့ကြက်သွန်မိတ်နန်းနန်းမင်းအမြင့်ကြက်သွန်ဖြူဂျင်းတို့ကိုထည့်ပြီးမှုေးလာအောင်ကြော်ပေးပါမယ်။ပြီးရင်တော့ပြန်ဆယ်ပြီးကာရဝေးရဲ့တစ်ချက်ဘိုးကနန်းနန်းပွင့်တို့ကိုထည့်ပါမယ်။မှုေးလာအောင်စီတက်ပြီးရင်တော့မာလာနှစ်ထည့်ပါမယ်။ပြီးရင်ငရုတ်သေး6ရေစိန်ထောင်းထားရတဲ့မာလာအခဲတုံးမှထည့်ပါမယ်။မာလာအနှစ်ကောအခဲတုံးကိုများများလေးထည့်သုံးပြီးပိုကောင်းပါတယ်ပြီးရင်တော့ခရူးစီပန်းငပြရေးငပြရေးတကြားအရသာမှုလေးထည့်ပြီးရင်နွေးပါထည့်ပြီးတည်ထားလိုက်ပါမယ်မာလာရတာလို့တို့လို့ရပြီဆိုရင်တော့အနှစ်တစ်ကိုစကားနဲ့စစ်ချပြီးဝက်ဥကလီစာလေးပါထည့်ပြီးတည်ထားလိုက်ပါမယ်ပြီးရင်တော့ခောက်ဆွဲကြောက်လေးတွေကိုပြုတ်ပြီးတော့ရေစစ်ချထားပါမယ်အိုးထဲမှာအသီးရွယ်ကြက်သွန်ပြူနဲ့ရှာလက်ကအချင်းရည်လေးရဲ့ငရုတ်ကောင်းဝက်ဥနဲ့ကလီစာတွေပါထည့်ပြီးမာလာဟင်းလောင်းချလိုက်ပါမယ်ပေါ့ပေါ့ဆူအောင်တည်ထားလိုက်ရင်တော့စားလို့ရပါပြီဆိုဂျူကော်တဲ့အတွက်စပိုင်ဝိုင်းတစ်လုံးဆိုဂျူနှလုံးစပါကလင်းမိမိစားခြင်းနဲ့အတီးရေခဲအားလုံးထည့်ပြီးတမယာခြင်းလေးပါညှစ်ချလိုက်ရင်တော့ဆိုဂျူကော်တဲ့လေးလည်းရပါပြီပြီးရင်တော့အမြည်အတွက်ကျွန်တော်ရဲ့လက်ဆွဲတော့၄ကြော်အအစ်ထွက်ထားတဲ့စိတ်လက်ဖက်ထောင်းလေးပါပြင်ဆင်ထားလိုက်ပါမယ်အမြည်ရောရပြီဟဲ့ငါလည်းစိုက်ထားရနော်ဒီမှာစိတ်လက်ဖက်လားဒါကရိုးရိုးမဟုတ်ဘူးငါရဲ့လက်ဆွဲတော့စိတ်လက်ဖက်လား၄ကြော်ကနေအစ်ထုတ်ထားမှာတထုတ်လောက်ပေးကြည့်ကွာမြည်ကြည့်တင်တော့ငါလည်းပေးကွာဟဲ့အမြည်ဆိုအဲ့လိုလောလောမစားဘူးကွာပထမဆုံးအရင်ဆုံးအနံလေးကိုရှူရတယ်ပြီးတော့မှရှာပြောဖို့မှခံစားရတာကွာဒီကောင်လည်းလာပြီးကြပြားလေးစမ်းနေတယ်အဲဆိုညဘက်တွေပါလေဆိုရင်ဒီကောင်လေးစောင့်ထားတဲ့ခါကျသမင်းနဲ့ပဲစားစားအမြင့်နဲ့ပဲစားအဆင်ပြေရောမိုက်တယ်ဟာချင်းဆက်ဆက်ရတာတင်းနဲ့လက်ဖက်ဖန်စိမ့်စိမ့်လေးရယ်ပြီးတော့စိတ်သားရလည်းနူးရယ်နော်အသားရလည်းအများကြီးပါဟုတ်တယ်ဒီရတာလေတကယ်ကိုတောင်တန်းတိုက်ရလေးပြေလာဆိုတဲ့အတိုင်းပဲဒါမဲ့တခုတော့လူတွေရဲ့ဟမ်ဟေ့ရဘာလူနေရတော့မြေပဲလားနှမ်းလားမဟုတ်ဘူးလေကွာဒီလောက်စားကောင်းနေမှာတော့နောက်တစ်ထုပ်ထပ်လူတာပေါ့ဟာနောက်တစ်ထုပ်မို့မှာအများကြီးရှိသေးရဲ့ဆွဲမာလာခေါက်ဆွဲပြုတ်မှာဥစုံလေးရယ်ပြီးတော့ကော်တေးလေးရယ်ဖြုတ်ပေးထားတာလားချီရလောက်လိုက်ရအောင်ဒါဆိုလေဒါစားတော့ချီရဒီဘက်ကစက်လက်ဖက်တောင်ချင်းဆက်ဆက်လေးနဲ့ကော်တေးချွတ်ချွတ်လေးနဲ့မိုက်နော်ဟုတ်ကဲ့အသားကြီးအများကြီးပဲနော်ဒီတကြံပရက်တွေပါရဲဆိုရင်လေ၄ကြော်စက်လက်ဖက်ထောင်းလေးရဲ့အခုလိုကော်တေးလေးဖြော်ပြဆိုတော်တော်လေးမိုက်မယ်နော်ထုံလေးဖောက်ပြီးတော့အစ်ကြီးလိုက်ရမယ်ဒီ၄ကြော်စက်လက်ဖက်ထောင်းကကြတော့မင်းညမှာ product စစ်စစ်ပေါ့နော်အလွယ်တကူဖောက်စားလိုက်အောင်ပဲဆိုတော့အမြင့်နဲ့ပဲစားမယ်ဆိုလည်းအဆင်ပြေတယ်နောက်ပြီးလို့ကျွန်တော်ဒီမှာပဲဆုံးသက်လိုက်ပါအောင်နောက်လည်းကျွန်တော်ဘယ်လိုပုံစံလေးချက်ပြစားပြမလဲဆက်လိုက်ကြည့်ပါဦးတတာ